လွန်ခဲ့တဲ့ရပ်ပိုင်းကမြေကမ်းဘေးလမ်းလျှောက်ထွက်ရင်မထင်မှတ်ပဲခြေထောက်ကမာကျောတဲ့အရာတစ်ခုနဲ့တိုက်မိသွားတယ်ဆိုနေတဲ့ရွှံ့ဖြိုးတွေကိုဖေးချလိုက်တော့စိမ့်ဖတ်ဖတ်အယောင်နဲ့စိုးနေတဲ့ကြောက်တုံးအစွန်းတစ်ပိုင်းပေါ်လာတယ်ရေကြီးရသည်ပြီးခါစားမဟုတ်ဘူးဆိုရင်မြစ်ရည်တွေလည်းအများကြီးကျသွားလို့ဒီပစ္စည်းကောင်းလေးကမြေကြီးထဲမှာဘယ်လောက်ကြာပုံနေအောင်လဲမသိဘူးနှစ်ချီပြီးကြောက်ကောက်လာတဲ့မျက်စိကအမြင်ပိုင်းပါတယ်မြင်လိုက်တာနဲ့ဒါမရိုးဘူးဆိုတော့တိလိုက်တယ်အတုံးကလည်းတော်တော်ကြီးတယ်လို့မြို့နီကလည်းတော်တော်နှက်တယ်လက်ချောင်းတွေတောင်ပုံးပေကုန်တယ်အဲ့ဒီတော့မှကြောက်တုံးတုံးလုံးကိုအကောင်းပကတိတူးထုတ်နိုင်တယ်စမ်းချောင်းလေးထဲယူသွားပြီးတန့်စင်အောင်ဆေးကြောလိုက်တယ်ရွှင်ဝါအလွာဒီကွာသွားတော့ကြောက်တုံးရဲ့မူလာရုပ်တွင်ကပေါ်လွင်လာပါတယ်ကြည်လင်းနေတဲ့ကြားကပဲမျိုးလိုအမုံလေးတွေနဲ့အောက်ခန်းအဖြူရောင်ပေါ်မှာစိမ့်ပြရောင်လေးတွေပြန့်ကျဲနေတယ်ပြီးတော့အယောင်ရင့်တဲ့အစင်းကြောင်းလေးတွေကမိကိုငွေ့တယ်လို့ပြန့်ကြားနေသေးတယ်သူ့ရဲ့အရေးအကြောင်းတွေကသဘာဝအတိုင်းလှပနေတယ်ကြည့်လိုက်ရင်ရေထဲမှာလှုပ်ခါနေတဲ့ရေညစ်ပင်တွေလိုပဲတမျိုးကြည့်ပြန်တော့လဲအဝဲကတောင်တန်းတွေကိုမျိုးတွေဖုံးလွှမ်းထားတာမျိုးဒါကနောက်မှဆဲဆိုးထားတာမဟုတ်ဘူးလူလုတ်အတုလည်းမဟုတ်ပါဘူးဒါဟာသဘာဝတရားနဲ့အချင်းကအတုတကွဖန်တီးခဲ့တဲ့အမှတ်ထားတစ်ခုပါမီးရောင်အောက်မှာအထက်ထအခါခါကြည့်ရှုစစ်ဆေးရင်စိတ်ကူးတစ်ခုရလာခဲ့တယ်ဒီကြောက်ရိုင်းကိုရှုပ်ထွေးတဲ့ပုံစံလေးထွင်းစရာမလိုဘူးသူ့ရဲ့မူလပုံစံအတိုင်းလေးမဲ့ဖန်တီးလိုက်ရင်အကောင်းဆုံးဒီဇိုင်းဖြစ်လာမှာပါနောက်တော့အခိုးတဲလောက်ကျွန်တော်စီရောက်လာတယ်သူကကျွန်တော်ရဲ့ရင်းကြီးကြောက် Mars A ကလက်ကောက်လုပ်တဲ့ဗီဒီယိုကိုတွေ့လို့လေမေဒင်းနဲ့အားလာရက်မှာသူ့ချွေးမအထင်းမှလက်ဆောင်အထက်တကွင်းလာမှချီလိုပါတယ်သူပြောတာကတော့ဒီလိုရိုးရိုးရှင်းရှင်းနဲ့စက်တရရှိတဲ့ပုံစံမျိုးကိုပဲလိုချင်တာတဲ့ဝက်လိုက်ရင်တိတ်ခါရှိတဲ့ပုံစံမျိုးပေါ့ပြီးတော့ကျွန်တော်ကိုတေးတေးချာချာပြောသွားသေးတယ်ဖြစ်စီရဲ့အရေးအသွေးကသာတကယ်ကောင်းမယ်ဆိုရင်ဈေးနှုန်းပိုင်းကိုအများကြီးစဉ်းစားမနေဘူးတဲ့ကြောက်သားကတော့အကောင်းစားဖြစ်ရမယ်လို့အထက်ထပ်မှားခဲ့တယ်လက်ရာကလည်းတေးတက်ဖို့လိုတယ်တဲ့လက်မှာဝက်ရင်ကြည်လွန်ပြီးစက်တရရှိနေရမယ်ဝစ်စင်တဲ့သူကိုနူးညံ့ပြီးစက်တရရှိတဲ့ပုံပေါက်စေတယ်ကျွန်တော်ကသူ့ကိုပြောလိုက်တယ်ဒီရင်ညှိကြောက်ကလက်ရတာတိတ်တဲ့ရင်ထွက်လာတဲ့ပစ္စည်းဟာဘယ်တော့မှမညံ့ဘူးဆိုတာသိချတယ်ဒီလိုလက်ကောက်ရိုးရိုးလေးတွေကကြည့်လိုက်ရင်ရိုးရှင်းတယ်ရှုပ်ထွေးတဲ့ပန်းပူလက်ရာတွေနဲ့မွားမှန်ထားတာမဟုတ်ဘူးကြောက်သားကိုယ်တိုင်ရဲ့တန့်စင်ပြည့်စုံမှုပေါ်မှာပဲမူတည်နေတာပါဒါကပြည့်စုံခြင်းကိုဖော်ညွှန်းတယ်ပြီးတော့တည်ငြိမ်အေးချမှုကိုလည်းကိုစားပြုတယ်အပေါ်အစင်တန်စာတွေမပါဘူးဒါပေမဲ့အချိန်ရဲ့စမ်းသပ်မှုကိုအကောင်းဆုံးခံနိုင်ရရှိတယ်သူ့ရဲ့တန်ဖိုးကအပေါ်ရန်လက်ရမှာမရှိဘူးရေရှည်အဖို့ဖြစ်ခြင်းနဲ့ရိုးရှင်းစွာအတူရှိနေခြင်းမှာတည်ရှိတာပါလက်ကောက်ရိုးရိုးကတည်ငြိမ်တဲ့ဘဝလိုပါပဲတစ်ချက်ကြည့်ုံနဲ့အော်မင်းတက်သွားစေဖို့မရည်ရွယ်ဘူးရေရှည်အဖို့ဖြစ်ဖို့ကိုပဲတောင်းဆိုတယ်အမှန်အတိုင်းပြောရရင်ဒီလက်ကောက်တကွင်းလောက်ရတာအတူလီအချိန်ကုန်လူပန်းတယ်ကြည့်လိုက်ရင်ပန်းပုထူးစရာမလိုဘူးထင်ရပေမဲ့ကြောက်ကိုဖြတ်တာတွေးတာအယောင်တင်တာတွေကအရန်ကိုစန့်ချင်မြင့်ဘူးလို့တယ်နည်းနည်းလေးလက်လွန်သွားတာနဲ့တခွင်းလုံးပြက်စီးသွားနိုင်တယ်မားတဲ့အကိုကလည်းအိမ်မတန်တဘိုးကောင်းတယ်သူကအစအဆုံးလက်ရတေတက်ဖို့ကိုပဲအထီးကထားတယ်ကြောက်သားကတန့်စင်ရလားဒါပဲလက်ခါကိုလုံးဝဈေးမစစ်ခဲ့ပါဘူးပြီးတော့ပစ္စည်းထွာတာလို့စိတ်တိုင်းကြရင်မုံဖိုးပိုသေးဖို့တောင်ဝင်မလေးဘူးလို့ပြောခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်တကယ်ကိုကြည်နုမိခဲ့တယ်ပိုက်ဆံပိုရလို့တော့မဟုတ်ပါဘူးဒီလိုယုံကြည်မှုအပြည့်နဲ့အနန္တစေတနာကြောင့်ပါလက်မှုပညာရှင်တယောက်အတွက်အရေးအကြီးဆုံးကဈေးနှုန်းမဟုတ်ပါဘူးကို့အမြင်နဲ့လက်ရာကိုအတိအမှတ်ပြုခံရတာပါဒါနဲ့ကျွန်တော်လဲစိတ်ကိုငြိမ်အောင်ထားပြီးကြောက်ကိုစတင်ဖြတ်တော့ခဲ့တယ်တွေးတယ်ပုံဖော်တယ်အဆင့်တိုင်းကိုအကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တယ်သူ့ရဲ့တဘာဝအကွက်အကြောလေးတွေကိုမပြောက်ပြတ်သွားအောင်လို့အခုမြင်နေရတာကတော့ပြီးသွားတဲ့လက်ရာလေးပါကြည်လင်းတဲ့အသားကျူပေါ်မှာအစိမ်းရောင်လေးတွေကလက်ကောက်ကိုယ်ထဲမှာဖြည်းဖြည်းချင်းပြန့်နေပါတယ်ကြည်လင်းတဲ့ရေကြီးတစင်းနဲ့ຫນွေဦးရလန်းစားမှုကိုအထဲမှာထည့်သိမ်းထားတယ်လို့ပါပဲလက်ကောက်လေးကိုဖြည်းဖြည်းလေးလှည့်ကြည့်လိုက်ရင်ဘယ်ဘက်ကကြည့်မတူညီတဲ့အလားကိုတွေ့ရပါတယ်ကြည်လေးရှင်းတန်လေးပါပဲကြည်လေးမယိုးနိုင်လေးပါပဲလုံပြီးတော့အကိုကြီးကတိတ်ကိုကြည်နှံ့နေခဲ့တယ်ဒီလက်ကောက်ကသူ့ချွေးမကိုလက်ဆောင်ဖေးဖို့ထိုက်တန်တယ်လို့ဆိုပါတယ်စေတနာလည်းပါတယ်တန်ဖိုးလည်းရှိတယ်ဟန်ဆောင်ပန်ဆောင်လက်ဆောင်တွေထက်အများကြီးတာတယ်brand ပဲလိုက်တဲ့တချို့အရာတွေလို့မဟုတ်ဘူးလှတော့လှပါရဲ့ဒါပေမဲ့ဒီလိုတဘာဝရဲ့အလားအနှစ်သာရကိုတော့မမီဘူးလေကျွန်တော်လက်ကောက်မှာ brand တစိတ်ကြီးတွေမပါဘူးဒါပေမဲ့စေတနာအမှန်တော့ပါဝင်နေပါတယ်ဒါကလူကြီးတွေကကောင်းကြီးမင်္ဂလာတွေကိုလူငယ်တွေစီလက်ဆင့်ကမ်းပေးခြင်းတဲ့စိတ်ရင်းအမှန်ပါကျွန်တော်ဒီဗီဒီယိုတွေကိုအများတင်နေတာနာမည်ကြီးခြင်းလို့မဟုတ်ပါဘူးလူအများသိစေခြင်းတဲ့စိတ်တစ်ခုတည်းနဲ့ပါတချို့အရာတွေကနာမည်ကြီးအောင်လုပ်เสียမလို့ပဲလူတွေရဲ့နှလုံးသားကိုထိခတ်နိုင်တယ်ဆိုတာကိုပါတချို့ကတွေ့တာနဲ့ကြော်သွားကြတယ်ဒါကိုကျွန်တော်နားလည်ပါတယ်တချို့ကရက်ချီသည့် like တစ်ခုပေးသွားတယ်လာလိုက်တာလို့ပြောသွားကြတယ်ကျွန်တော်စိတ်ထဲကနေကျေးဇူးတင်မိပါတယ်ဒီအထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်စူညာနဲ့ like လွင့်ခန့်ဒီကဆွဲဆောင်မသွားပဲတာမန်လက်မှုပညာရှင်တယောက်ကကြောက်တုံးကိုဖြည်းဖြည်းချင်းပုံတွဲနေတာကိုကြည့်ပေးလို့ပါဒီလက်ရာကိုဘယ်လိုမြင်ပါသလဲတဘာဝတရားအတိုင်းစီးမျောနေတဲ့တမင်ထွင်းထုမထားတဲ့အလှမျိုးခံစားရပါသလားဒီဗီဒီယိုမှာတင်အကြာကြီးရှိနေမှာမဟုတ်တော့ပါဘူးနောက်လဲထပ်ပြီးတွေ့ချင်မှတွေ့တော့မှာပါအရင်ဆုံးဆူတောင်းစကားလေးလက်ဆောင်ပေးပါစေရှေ့ဆက်ရှောင်မဲ့ခြေလမ်းတိုင်းခိုင်မာတည်ငြိမ်ပါစေအဆင်ပြေချောမွေပါစေလို့အလုတ်ဆက်ချင်းကလေးအခုထိနာရီပေါင်းများစွာမနာမနေလွတ်ခဲ့ရပါတယ်တကယ်လို့အဆင်ပြေမယ်ဆိုရင်တစ်စက္ကန့်လောက်အချိန်ပေးပြီးဒီလက်မှုပညာရှင်ကိုအားပေးလို့ရပါတယ်လိုက်ပေးတာပဲဖြစ်ဖြစ်လှတယ်လို့မှတ်ချက်ရေးတာပဲဖြစ်ဖြစ်ပါဒါကိုရင်ထဲမှာအမြဲတမ်းပို့ထားနေမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကြိုက်ပဲဒီဇိုင်းလေးကိုခြံခတ်ပေးပါရေးဆက်ပါညင်ပေါ့တင့်အထက်ကိုယ်တိုင်လက်နဲ့တကွေးတလေတီးတန့်ဖန်တီးပေးချင်ပါတယ်